အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ကိုယ်စားလှယ်လောင်းအချို့ကိုယ်စားလှယ်လောင်းအဖြစ်ပယ်ချခံရမှုတွေရှိနေပါတယ်။မနေ့ကအထိဗဟိုကော်မတီဝင်တွေဘက်ကပြောဆိုချက်အရကိုယ်စားလှယ်လောင်း4ဦးပယ်ချခံရကြောင်းပြောဆိုပေမဲ့လက်ရှိအချိန်ထိတော့3ဦးနာမည်စာရင်းသာသိရသေးပါတယ်။အခုဆက်လက်ပယ်ချခံရသူတွေအတွက်ဗဟိုကအယူခံဝင်ဖို့ရှိတယ်လို့လည်းသိရပါတယ်။သတင်းပြေဆုံးတော့မမေခကပေးပို့ထားပါတယ်ရှင်။မန္တလေးတိုင်းဒေသကြီး NLD ကိုယ်စားလှယ်လောင်းပယ်ချခံရပြီးနောက်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ကပါ NLD ပါတီဝင်ကိုယ်စားလှယ်လောင်းတွေထပ်မံပယ်ချခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိချိန်ထိပယ်ခံရတဲ့အဖွဲ့ဝင်အရေအတွက်ကို NLD ဗဟိုကော်မတီဝင်ဦးဉာဏ်ဝင်းကအခုလိုပြောပါတယ်။၄ဦးလောက်ရှိပြီ။တယောက်ကမန္တလေးကနောက်ရှမ်းပြည်က2ယောက်သူကယားက1ယောက်ဆို4ယောက်လက်ရှိမှာမန္တလေးတိုင်းဒေသကြီးချမ်းအေးသာဇံမြို့နယ်မဲဆန္ဒနယ်အမှတ်1ကနေဝင်ရောက်ရှင်ပြိုင်ဖို့အမည်စာရင်းတင်သွင်းထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်ဒေါက်တာဝင်းမြင့်အနေနဲ့ခရိုင်ရွေးကောက်ပွဲကော်မရှင်ကအမည်စာရင်းပယ်ချမှုအပေါ်အယူခံတင်သွင်းခဲ့ပေမဲ့တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကထပ်မံပယ်ချခဲ့ပါတယ်။ဒီလိုထပ်မံပယ်ချခံခဲ့ရတဲ့အတွက်လာမယ့်ရွေးကောက်ပွဲမှာချမ်းအေးသာဇံမြို့နယ်မဲဆန္ဒနယ်အမှတ်1ကနေ NLD ပါတီအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတော့မှာမဟုတ်ပါဘူး။လက်ရှိမှာရွေးကောက်ပွဲကော်မရှင်ကနေထပ်မံပယ်ချလိုက်တဲ့ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့က NLD ပါတီဝင်ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး NLD ဗဟိုကော်မတီဝင်ဦးဝင်းထိန်ကခုလိုပြောပါတယ်။သူ့နာမည်ဖြိုးရအောင်အတက်မပြည့်ဘူးဆိုပြီးတော့မှဒါမဲ့ငါတို့ပြန်ပြီးဒီကံပြန်နေတာသူကရွေးကောက်ပွဲဖြစ်တဲ့အချိန်မှာသူကအတက်ပြည့်မှာအခုကဆောက်ရတဲ့အချိန်မှာတက်နေလေပြီးရင်ရွေးကောက်ပွဲပြန်သူကအတက်ပြည့်မှာအဲ့တော့ပြန်ပြီးယူအောင်ဝင်မယ်ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကညွှန်ကြားရေးမှူးဦးသန်းလွင်မြင့်ကတော့လက်ရှိစစ်ဆေးမှုအရပယ်ခံရတဲ့ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။အကုန်လုံးတော့ပြောလို့မရတချို့ကအသက်မမီတာပေါ့။ပြည်နယ်လွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ဆိုလို့ရှိရင်25နှစ်အထက်ဖြစ်ရမှာ25နှစ်အောက်ဖြစ်နေတာမျိုး။မြို့သားလွှတ်တော်ဆိုလို့ရှိရင်အသက်30နှစ်အထက်ဖြစ်ရမှာအသက်30အောက်ဖြစ်နေတာမျိုးပေါ့။ပြည်သေးရဲ့လူတွေတချို့ကလည်းဝေးဖွားစဉ်ကနိုင်ငံသားမိဘနှစ်ပါးမဟုတ်တဲ့ဟာမျိုးပေါ့။လက်ရှိစီစစ်တာတော့မပြီးသေးဘူး။စီစစ်တာမပြီးသေးတဲ့ကာလမှာတော့လက်ရှိဒီရှမ်းတောင်မှာဆိုတော့9ယောက်လောက်တော့ရှိမှထင်တယ်။အဲ့ဟာတွေကကြားဖြူက1ယောက်လားဟူက1ယောက်ပလောင်က NLD က1ယောက်ပယ်ထားတယ်။ဖွားစဉ်နိုင်ငံသားမိဘနှစ်ပါးမဟုတ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း9ပုဒ်မ30ပုဒ်မခွဲ9အရကိုယ်စားလှယ်လောင်းဟာမွေးဖွားစဉ်ကနိုင်ငံသားမဖြစ်သေးသောမိဘတစ်ပါးပါးမှဖြစ်စေနှစ်ပါးစလုံးမှဖြစ်စေမွေးဖွားတဲ့နိုင်ငံသားဖြစ်ပါကရွေးကောက်တင်မြှောက်ခွင့်မရှိစေရလို့ပြဋ္ဌာန်းထားတာကြောင့်လက်ရှိမှာဒီအချက်အပေါ်အဓိကထားစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့အမည်မဖော်လိုတဲ့ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိသူတဦးကပြောပါတယ်။လက်တလောမှာရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်ကိုစားပြုလက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ကိုမောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကိုယ်စားလှယ်လောင်းအနေနဲ့မွေးဖွားစဉ်ကနိုင်ငံသားမဖြစ်သေးသောမိဘနှစ်ပါးမှဖြစ်စေနှစ်ပါးစလုံးမှဖြစ်စေမွေးဖွားတဲ့နိုင်ငံသားဖြစ်နေတာကြောင့်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ချခဲ့ပါတယ်။ဒီလိုပဲရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်အရွေးခံမဲ့ဥယျာဉ်မျိုးခရွှင်ကောင်းဟာလည်းဥရွှေမောင်လိုပဲဒီဥပဒေအရပယ်ချခံခဲ့ရပါတယ်။ပြဋ္ဌာန်းထားတဲ့တည်ဆဲရွေးကောက်ပွဲဥပဒေများအရအမည်စာရင်းပယ်ချခံရသူနေရာမှာအခြားကိုယ်စားလှယ်လောင်းတဦးထပ်မံအစားထိုးခွင့်မရတာကြောင့်လက်ရှိမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ကိုယ်စားလှယ်လောင်းအနေနဲ့ပယ်ချခံရသူတွေအတွက်အယူခံဝင်မယ်ဆိုပေမဲ့လည်းအဲ့ဒီအယူခံထပ်မံပယ်ချခံရပါကပယ်ချခံရသူတွေနေရာမှာအစားထိုးကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်မရှိတဲ့အတွက်အဲ့ဒီနေရာတွေမှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရတော့မှာမဟုတ်ပါဘူးရှင်။မမေခပြောပြသွားတာပါရှင်။